ကျောင်းဆင်းကစားလူငယ်တယောက်ရဲ့လုပ်ငန်းခွင်အစားအကြောင်းကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ကျောင်းမိကစားလူငယ်တယောက်အတွက်လက်တွေလုပ်ငန်းခွင်ဆိုတာဘယ်လိုမျိုးလဲ။ကျွန်တော်ကတော့ AGN Electronic နဲ့ကျောင်းဆင်းထားပြီးတော့အခုတမနီစက်ရုံရဲ့ company ခွဲတစ်ခုမှာ junior engineer အနေနဲ့စတင်ချေလဲနေတဲ့လူငယ်တယောက်ပါဗျ။ electronic ဘာသာရပ်နဲ့ကျောင်းဆင်းခဲ့တာဆိုပေမဲ့အခုချိန်မှာတော့ byline တွေစိတ်ရန်တရားတွေရဲ့ကြားမှာရုံးခဲ့ရှင်နေရပါတယ်။ကျောင်းမှာသင်ခဲ့ရတဲ့ theory တွေနဲ့လက်တွေ့ site ထဲအလုပ်တွေဟာတကယ်ကိုကွာခြားလွန်းပါတယ်။အခုဆိုရင်ကျွန်တော်အတွက်တော့ Python site ဟာကျွန်တော်ရဲ့စာသင်ခန်းအတွေ့အကြုံတွေကတော့ကျွန်တော်ရဲ့ဆရာတစုပါပဲဗျာ။ Wow အစပိုင်းမှာတော့ပင်ပန်းတာပေါ့ဗျာ။မေဂျာမတူဘာသာမတူတဲ့အတွက်ကြောင့်ပို့ပြီးတော့ပင်ပန်းခဲ့တယ်။ဒါပေမဲ့ plan check do recheck ဆိုတဲ့အတာတစင်ချင်းသင်ယူရင်းနဲ့ကြိုးစားနေရတာပေါ့ဗျာ။ဒီဘာသာနဲ့ကြောင်းမိထားတာမဟုတ်တဲ့အတွက်Python လောကမှာလက်တွေ့ကျွမ်းကျင်တဲ့ engineer တယောက်ဖြစ်လာဖို့အတွက်တော့ကျွန်တော်ရဲ့အနာဂတ်ရည်မှန်းချက်တစ်ခုဖြစ်တာပေါ့ဗျာ။ကျွန်တော်လိုပဲအလုပ်ခွင်တွေကိုစဝင်ကစားကျောင်းစင်းလေးတွေရှိရင်အတူတူစူးစမ်းကြရအောင်ဗျာ Come on baby ဘဝအမှတ်တရလေးတွေနဲ့ဘုသူတ္တတွေကိုဆက်ပြီးတော့တင်ပေးသွားမှာမို့ follow လုပ်ထားပေးပါအောင်ဗျာ Follow me အားလုံးကျေးဇူးတင်ပါတယ် Bye bye.